လောဘနဲ့ဝီရိယတို့ရဲ့တိုက်ပွဲသေရိဝဝါနီဇာဇတ်တော်လောဘနဲ့ဝီရိယတို့ရဲ့တိုက်ပွဲအဖိုးတသိန်းထိုက်တဲ့ရွှေခွက်ကြီးနဲ့လွဲခဲ့ရတဲ့ကုန်းသေးမိုက်တူရဲ့ဖြစ်ရမှန်ဇလန်းကိုမြတ်စွာဘုရားရှင်ကအခုလိုပဲမိန့်ကြားဟောတော်မူခဲ့ပါတယ်။တာဝတိပြည်ဇေဒဝန်ကျောင်းတော်မှာမြတ်စွာဘုရားတည်င်းသုံးနေတော်မူစဉ်အခါကပေါ့ယဟန်တစ်ပါးဟာတရားအားထုတ်ရာမှာဝီရိယတွေလျှော့ပြီးအားငယ်နေခဲ့တယ်။အဲ့ဒီရဟန်းကိုမြင်တော့မြတ်စွာဘုရားကကရုဏာတော်နဲ့မိန့်ကြားတော်မူလိုက်တယ်။ချစ်သားရဟန်းသင်ဟာအခုလိုသာသနာတော်မှာယဟန်ပြုပါရက်နဲ့သင်ဟာဝီရိယကိုလျှော့မယ်ဆိုရင်ရှေးတုန်းကသေရိဝတိုင်းသားကုံတယ်မိုက်လိုပဲအဖိုးတန်တဲ့ရွှေခွက်ကြီးနဲ့လွဲတဲ့ကုံတယ်မိုက်လိုနောင်ထရလိမ့်မယ်။အဲ့ဒီနောက်မှာတော့မြတ်စွာဘုရားရှင်ဟာရွှေခွက်နဲ့လွဲခဲ့ရတဲ့ဂုံတယ်မိုက်ရဲ့အတိတ်ကအကြောင်းအရာကိုခုလိုပဲပြန်လေဟောကြားတော်မူခဲ့ပါတယ်။လွန်လေပြီးသောအခါကသေရိဝတိုင်းသားကုံသည်နှစ်ဦးဟာအရိတပုရမြို့စီကိုကူးရိုလေတစင်းနဲ့အတူတူခရီးထွက်ခဲ့ကြတယ်။မြို့ထဲရောက်တဲ့အခါသူတို့နှစ်ယောက်ဟာပစ္စည်းရောင်းဖို့လမ်းတွေကိုအငြင်းမြခွဲဝေလိုက်ကြတယ်။အဲ့ဒီမြို့မှာပဲအရင်ကတထေးကြီးမျိုးနွယ်တွေဖြစ်ခဲ့ပေမဲ့အခုတော့စင်ရင်နွမ်းပါသွားတဲ့အဖွားအိုနဲ့မိမလေးတို့ရှိကြပါတယ်။သူတို့ရဲ့အိမ်တောင်မှာတော့အဖိုးလက်ထက်ကရွှေခွက်ကြီးတစ်လုံးရှိခဲ့ပေမဲ့နှစ်ပေါင်းများစွာအညစ်အကြေးတွေဖုံးလွှမ်းနေလို့ရွှေမှန်းမသိခဲ့ကြဘူး။ရွှဲတွေလာဝယ်ကြပါ။လှပတဲ့ရွှဲတန်စာတွေလာဝယ်ကြပါ။အဖွားသမီးကိုတန်စာလေးတစ်ခုလာဝယ်ပေးပါလားဟမ်။ပေးစရာငွေမှမရှိတာ။ဘာနဲ့ဝယ်မလဲဒီခွက်ဟောင်းကြီးရှိတာပဲအဖွားရဲ့ဒါလေးပေးပြီးလဲရအောင်နော်အရှင်ဒီခွက်ဟောင်းလေးကိုယူပြီးတင်းနှမလေးအတွက်တန်စာတစ်ခုခုလောက်ပေးခဲ့ပါဦးလားကွယ်ခွက်ကိုကင်လိုက်တာနဲ့ရွှေမှန်းတိသွားတော့လေသူဟာဒီရွှေခွက်ကိုအလကားနီးပါးရယူနိုင်ဖို့အတွက်ရုပ်မာတဲ့အကြံတစ်ခုကိုကြံစီလိုက်ပါတယ်အလိုဒါဟာအဘိုးတသိန်းထိုက်တဲ့ရွှေခွက်ကြီးပါလားဒီခွက်ကပဲဝတ်တောင်မတန်ဘူးငါအချိန်ကိုလာမဖြုံနဲ့ကုံတင်မိုက်ထွက်သွားပြီးမကြခင်မှာပဲရိုးသားတဲ့ရွှဲကုံတဲ့ကဝိဟာအဲ့ဒီလမ်းထဲကိုရောက်လာခဲ့ပါတယ်ရွှဲလလလေးတွေကြည့်ကြပါဦးကလေးတို့အတွက်ရွှဲတန်စာလေးတွေပါဗျာအဘွားနောက်ကုံတဲ့တယောက်လာပြန်ပြီသူမျက်နှာကအရန်ကျင်နာမဲ့ပုံပဲထပ်မေးကြရအောင်နော်ထပ်ပြီးမမေးခင်တခြားကြည့်ရအောင်မဟုတ်လားညည်းရဲ့အရင်လူတော်အမိုက်လိုပစ်သွားတာဒီလူကရောဘာထူးမှလဲမြေမလေးရဲ့တောင်းဆိုမှုကြောင့်အဘွားအိုလာပညာရှိကုံဒီကဝိကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတော့တယ်ကဲမြေလေးကြိုက်တာရွှေနော်ဟိုအရန်လာတာပဲဟုတ်တယ်မြေလေးအတွက်တီးတန့်ယူလာတာအရှင်ဒီခွက်ဟောင်းလေးကိုယူပြီးမြေမလေးအတွက်တစ်ခုခုပေးနိုင်မလားဒီခွက်ဟာအဖိုးတသိန်းထိုက်တဲ့ရွှေခွက်ကြီးပါလားကျွန်တော်မှရှိသမျှအားလုံးပေးရင်တောင်ဒီရွှေခွက်တန်ဖိုးကိုမမီနိုင်ပါဘူးအရှင်ဟာတရားဆောင်တဲ့ကုံသေးပဲအရှင်နဲ့သာဒီရွှေခွက်ဟာထိုက်တန်ပါတယ်ဒီရွှေခွက်ကိုယူသွားပါတော့ဖယားလောင်းဟာသူ့မှာပါတဲ့အသက်ပြား900နဲ့ကုံစီအားလုံးကိုပေးအပ်ခဲ့ပါတယ်ကဝိဟာရွှေခွက်ကိုရင်ခွင်မှာအမျက်တနိုးပိုက်ထွေးရင်နေဝင်ရိုးရီလမ်းချင်းလေးတိုင်းအမြန်ဆုံးလှမ်းတက်သွားပါတယ်ရိုးသားတဲ့ကုံတဲ့ဟာသူ့ရဲ့ရိုးသားမှုကြောင့်ရရှိလာတဲ့ရွှေခွက်နဲ့အတူ
ဘေးကင်းရာကိုထွက်ခွာသွားနိုင်ခဲ့ပါ ကဲဘွားကြီးခွက်ကိုယူခဲ့ငါတခုခုတော့ပေးခဲ့ပါမယ် လူယုံမာကုန်တယ်တင်ကကျမတို့ရဲ့ရွှေခွက်ကိုပဲဝတ်တောင်မတန်အောင်လုပ်ခဲ့တယ်တရားဆောင်တဲ့ကုန်တီကြီးတယောက်ကကျမတို့ကိုအတပြားတွေအများကြီးပေးပြီးရွှေခွက်ကိုယူသွားပြီ အိုးဗျားတွေဒါမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲကလေးလေး သူဟာယူသွတ်သူတူလို့အော်ဟစ်ပြီးမြစ်ကမ်းသားစီကိုအားကုန်ပြေးသွားခဲ့ပါတယ် မြစ်ကမ်းနားကိုရောက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေကကူးတို့လေကိုပဲအသေးအတန်လိုက်ရှာနေတော့တယ် လေကြီးဟာတဖြည်းဖြည်းနဲ့ဝီးရာကိုထွက်ခွာသွားခဲ့ပါပြီ ဟေးကူတို့ဒီလှေကိုပြန်လှည့်ခဲ့စမ်းငါ့ကိုပြန်ခေါ်ပါဦး လှေကြီးဟာတဖြည်းဖြည်းနဲ့ဝေးရာကိုထွက်ခွာသွားတာကိုကြည့်ရင်သူ့ဘဝရဲ့အကြီးမားဆုံးအခွင့်အရေးကြီးလက်လွတ်သွားပြီဆိုတာသူသိလိုက်ရပါပြီပြင်းထန်လာတဲ့နောင်ထနဲ့ဒေါသကြောင့်သူ့ရဲ့နှလုံးဟာကွဲအပ်သွားပါတော့တယ်မြတ်စွာဘုရားဟာအတိတ်ဇလန်းကိုဒီနေရာမှာပဲဏီကုန်းချုပ်လိုက်ပါတယ်ထိုအခါကလောဘကြီးတဲ့ကုံသေးမိုက်ဟာယခုအခါမှာတော့ဒေဝဒတ်ဖြစ်လာခဲ့ပြီ ပညာရှိတဲ့ရွဲကုံတီကတော့ယခုငါဘရားပင်ဖြစ်တော်တည်း ရွှေခွက်နဲ့လွဲခဲ့ရတဲ့ကုံတယ်မိုက်ရဲ့နောင်တမျိုးတင်တို့ရင်ထဲမှာမရှိစေဘူးဝီရိယကိုမလျှော့ပါနဲ့အခွင့်အရေးကိုအရယူပါဆိုတဲ့အကြောင်းအရာကိုအလီအနှစ်ထားတင်ဆက်ပြီးခဲ့ရဖြစ်ပါတယ်